မြို့လေခေါင်ကလူစီကားနေတဲ့ပကြီးပြပွဲနဲ့ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့နေရာတစ်ခုမှာပကြီးဆွဲခံနေတဲ့တယောက်ကသူ့ခွေးလေးစနိုဝီကိုခဏနေအောင်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်စနိုဝီကအနောက်တိုင်းဝစ်စုံအပြည့်နဲ့လူတယောက်နောက်လိုက်သွားပြီးအဲ့ဒီလူကကပိုင်နိုင်တယောက်ဖြစ်ကလမ်းမှာတွေ့တဲ့လူတွေစီကနေပတ်စံအိတ်တွေကိုလိုက်ယူနေပါတယ်။ပကြီးဆွဲလို့ပြီးတော့ကောင်လေးကသူ့ပုံတူပကြီးကားကိုနောက်လှည့်ပြတဲ့အခါသူ့အနားမှာခွေးလေးစနိုဝီကရှိမနေတော့ပါဘူး။ထိုင်ကုန်တစ်ခုပေါ်မှာသတင်းစာကိုအပေါက်ဖောက်ပြီးချောင်းကြည့်နေတဲ့လူနှစ်ယောက်ကဘာထူးလဲဆိုပြီးအချင်းချင်းပြန်မေးနေကြပါတယ်။ကောင်လေးကသူ့ခွေးလေးကိုမှန်တွေရောင်းတဲ့နေရာမှာပြန်ရှာတွေ့သွားပြီးစနိုဝီကိုပုတ်တက်နေတဲ့အချိန်မှန်ထဲကနေရှေးဟောင်းတင်မောပုံစံတူတစ်စင်းကိုတွေးလိုက်တာကြောင့်သဘောကျသွားပါတယ်။လက်ရအလွန်ကောင်းတဲ့တင်မောလေးကိုတေချာလိုက်ကြည့်နေရင်ပုံစံတူတင်မောရဲ့နာမည်ကိုတော့ယူနီကွန်းလို့ခေါ်ကာ16ရာစုခန့်ကရှေးဟောင်းတိုက်ပွဲဝင်စစ်တင်မောတစ်စင်းကိုပုံစံတူလုပ်ထားတာဖြစ်ပါတယ်။အဲ့လိုနဲ့ဆိုင်ရှင်ကလိုချင်ရင်2ပေါင်ပဲပေးပြီးယူသွားလို့ပြောပေမဲ့ကောင်လေးက1ပေါင်ပဲပေးနိုင်မယ်ဆိုပြီးအယောင်းဝယ်တဲ့သွားကြပါတယ်။ပုံစံတူတင်မောကိုလက်ခံရယူနေတော့မှပဲလူတယောက်အလောတကြီးပြေးလာပြီးဈေး2ဆပေးမယ်သူ့ကိုပြန်ရောင်းပါလို့ပြောတော့ကောင်လေးကရောင်းလို့မရဘူးလို့ပြန်ဖြေပါတယ်။အဲ့ဒီလူကပဲဆက်ပြီးဒီပုံစံတူတင်မောကိုပိုင်ဆိုင်တဲ့သူကအန္တရာယ်ရှိတာမို့သူကူညီတဲ့အနေနဲ့လာတောင်းဝယ်တာပါလို့ပြောပါတယ်။အဲ့ဒါကြောင့်တင်မောကိုအဝေးမှာထားပြီးရှောင်လို့ရတော့ရှောင်နေဖို့ပြောကာထွက်ပြေးသွားပါတယ်။အဲ့ဒီချိန်ကောင်လေးရဲ့နောက်ကိုလူတယောက်ရောက်လာပြီးပစ္စည်းကိုမထုတ်ဖို့နဲ့သူဒီအတိုင်းယူသွားလိုက်မယ်ဆိုကချက်စာအုပ်နဲ့ရှင်းမယ်လို့ပြောလိုက်ပါတယ်။ဆိုင်ရှင်ကခမရဝဲချင်းရင်ကောင်လေးနဲ့ညှိဆိုတော့အဲ့လူကြီးကကောင်လေးကိုကြိုက်စေးတာပြောဆိုတာကြောင့်ဆယ်စုနှစ်စာလောက်အမိုက်လိုတင်ထားရတဲ့အတွက်ဆိုင်ရှင်လဲငုံတုံးမိသွားပါတယ်။ကောင်လေးကထပ်ပြီးတော့ဒါရောင်းလို့မရဘူးလို့ရှင်းပြတဲ့အခါအဲ့ဒီလူကမကြသေးခင်ကမှမာလင်စပိုက်အိမ်တော်ကြီးကိုဝယ်ထားတာဖြစ်ပြီးဒီတင်မောကိုလည်းအဲ့ဒီအိမ်ကြီးကပိုင်တဲ့အကြောင်းပြောပြပါတယ်။ကောင်လေးကအရက်သမားကပတိန်အိုကြီးရဲ့အိမ်လားလို့မေးတဲ့အခါဟုတ်တယ်သူတို့မိသားစုစီးပွားပြက်ပြီးအားလုံးဆုံးရှုံးသွားတာဖြစ်ပြီးဒီတင်မောကြောင့်ပဲမျိုးရိုးစင်ဆက်တစ်လျှောက်လုံးကဆိုးမိုးမှောင်ကျခဲ့ရတယ်လို့ပြောပါတယ်။အဲ့လိုနဲ့ကောင်လေးကကျွန်တော်ပြောခဲ့သလိုပဲဒီတင်မောကရောင်းဖို့မဟုတ်ဘူးလို့အပြက်ပြောလိုက်ပြီးထွက်ခွာလာခဲ့လိုက်ပါတယ်။ကြံခဲ့တဲ့လူကြီးကဆိုင်ရှင်ကိုအဲ့ဒီကောင်လေးကဘယ်သူလဲလို့မေးတော့သူ့ကိုလူတိုင်းသိကြတယ်သူ့နာမည်ကတင်လို့ခေါ်ပြီးထူးထူးဆန်းဆန်းတွေကိုစိတ်ဝင်စားတဲ့ဂျာနယ်လစ်တစ်ယောက်ပေါ့အိမ်ပြန်ရောက်လာတော့သူဝယ်လာတဲ့တင်မောကဘာတွေထူးဆန်းနေလို့ဘာတွေအသေးအတန်လိုချင်ကြလဲဆိုတာစဉ်းစားပြီးစပွဲပေါ်ကိုဂယုတစိုက်တင်လိုက်ပါတယ်ပြီးတော့မှန်ဘလူးကိုလိုက်ရှာတဲ့ချိန်ကြောင်လေးတစ်ကောင်ကပြတင်းပေါက်ကနေဝင်လာပါတယ်တင်ကသူ့ဘယ်နေရာမှာထားမိလဲမသိတဲ့မှန်ဘလူးကိုစနိုဝီကယူလာပေးပါတယ်အဲ့ဒီချိန်စနိုဝီကကြောင်ကိုမြင်လိုက်ရတာကြောင့်ဒဲကြီးမဲကြီးလိုက်ကြိုက်ပါတယ်အိမ်ထဲကပစ္စည်းအလုံးဖျူဖျဲဖြစ်ကုန်ပြီးသူဝယ်လာတဲ့တင်မောလေးလည်းပြုတ်ကျသွားပါတယ်ရွက်တိုင်ကျိုးသွားတာကြောင့်စနိုဝီကိုအဖြစ်ပြောနေစဉ်အပေါက်ထဲကနေအချောင်းလေးတစ်ချောင်းပြုတ်ကျလာပါတယ်အဲ့ဒီအချောင်းလေးကိုစနိုဝီကမြင်ပြီးလိုက်ဖမ်းဖို့ကြိုးစားပေမဲ့သူ့လက်နဲ့တိုက်မိပြီးကြောင်ထဲရောက်သွားပါတယ်တင်ကဒီတင်မောဟာတခုခုထူးခြားနေတယ်ဆိုပြီးအဖြေကိုသိနိုင်မဲ့နေရာကိုသွားမယ်လို့ပြောလိုက်ပါတယ်သူတို့အပြင်ထွက်သွားတော့လမ်းတစ်ဖက်ချမ်းကလူတစ်ယောက်ကမှန်ဘလူးနဲ့အိမ်ထဲမှာရှိတဲ့တင်မောလေးကိုကြည့်နေခဲ့ပါတယ်စာကြည့်တိုက်ကိုသွားပြီးယူနီကွန်းတင်မောနဲ့မာလင်စပိုက်ဆန်အင်ကြီးအကြောင်းကိုသိခဲ့ရပါတယ်ယူနီကွန်းတင်မောဟာတမိုင်းတစ်လျှောက်အဆိုးဝါးဆုံးခီးတစ်ခုကိုသွားခဲ့ပြီးပင်လယ်ဓမြတွေနဲ့တွဲဆုံကဖျက်ဆီးခံလိုက်ရပြီးဟက်တော့တယောက်တာအသက်ရှင်လွတ်မြောက်ခဲ့ပါတယ်အကဲခံရပြီးမာလင်စပိုက်အိမ်ကိုပြန်ရောက်တဲ့အခါကျိန်စာမိနေတဲ့ယူနီကွန်းတင်မောကိုဆေးရွက်ကြီးနဲ့အရက်တင်တဲ့ကုန်တင်တင်မောဖြစ်တာလူတွေသိကြပေမဲ့လျှို့ဝှက်ကုန်စီတစ်ခုခုတင်ဆောင်ခဲ့ကြောင်းကိုတော့ကောလာဟာလာတွေရှိခဲ့ပါတယ်ဒီယူနီကွန်းတင်မောဟာဘယ်နေရာမှာဘာဖြစ်ခဲ့လဲဆိုတာကိုတော့ဘယ်သူမှတိတိကျကျမသိခဲ့ရပါဘူးဟက်တော့မျိုးဆက်အစ်စ်တာလျင်ယူနီကွန်းရဲ့လျှို့ဝှက်ချက်ကိုသိနိုင်မှာပဲဆိုပြီးအိမ်ကိုပြန်လာတဲ့အခါမှာသူဝယ်ထားတဲ့တင်မောဟာပျောက်ဆုံးနေမှန်းသိလိုက်ရပါတယ်ဒါကြောင့်မာလင်စပိုက်ဆန်အင်ကြီးကိုစနိုဝီနဲ့အတူသွားခဲ့ပြီးခြံတကားကတော့ခတ်ထားတာကြောင့်စနိုဝီလမ်းပြတဲ့လမ်းအတိုင်းဝင်လာလိုက်ပါတယ်အင်ကြီးရဲ့ဝင်ပေါက်မှာတော့ဟတ်တော့တစိမ့်ဖြစ်တဲ့ငါးပုံစံတစိမ့်ကိုတွေးလိုက်ရပြီးဘေးကိုကြည့်လိုက်တော့စနိုဝီကိုမတွေးတော့ပါဘူးဆန့်ကျင်ဘက်ကိုမီးထွန်းပြီးကြည့်လိုက်တဲ့အခါအဆောင်ခွေးကြီးတစ်ကောင်ပြေးလိုက်တာကြောင့်ထွက်ပြေးခဲ့ရပြီးပြေးပေါက်ပိတ်ကအကိုက်ခံရမယ့်အချိန်စနိုဝီကသူ့ရှိကနေထွက်ရင်ဆိုင်တော့ခွေးကြီးလဲကစားဖော်ရပြီးငြိမ်သွားပါတယ်အဝတ်နဲ့အုပ်ထားတဲ့ပုံစံတူတင်မောကိုတွေ့တာနဲ့သူ့ပစ္စည်းပြန်တွေ့ပြီးဆိုပြီးနောက်လက်မှာလူတစ်ယောက်ကဓမီနဲ့ထူတာခံလိုက်ရပါတယ်အဟောင်းဈေးထဲမှာစုံခဲ့တဲ့လူကမင်းဝင်လာကြတဲ့ကငါတို့စောင့်ကြည့်နေတာလို့ပြောပါတယ်တင်ကဒီတင်မောဟာလွန်ခဲ့တဲ့တနာရီကအခုခံလိုက်ရတဲ့ပစ္စည်းဖြစ်ပြီးသူပိုင်တဲ့အရာကိုလာပြန်ယူရဆိုတော့လူကြီးကမင်းအမှတ်မှားနေပြီလို့ပြန်ပြောပါတယ်တင်မောကိုယူကြည့်လိုက်တော့စနိုဝီတိုက်ချမိတာကိုပြန်မှတ်မိသွားပြီးရွက်တိုင်ကောင်းကြီးမှန်းသိသွားပါတယ်သူကင်ထားတဲ့တင်မောဟာနောက်ထပ်တင်မောတစ်စီးဖြစ်နေမှန်းတင်သိလိုက်ပါတယ်
ဒါပေမဲ့သူနားမလည်တာကဘာကြောင့်ချွတ်ဆွတ်တူနေတဲ့တင်မောနှစ်စီးကိုဆာဖရန်စစ်ကဘာကြောင့်ပြုလုပ်ခဲ့တယ်လဲဆိုတာနဲ့သူ့ရဲ့တင်မောကိုဘာလို့လာခိုးသွားလဲဆိုတာကိုပါသိကျင်လာပါတယ်ပြီးတော့မစ္စတာဆက်ကရီရောဘာလို့နောက်တစ်စင်းလိုချင်ရလဲဆိုပြီးဂျာနယ်လစ်ပြီးမေးခွန်းမြောက်များစွာကိုတထိုင်နဲ့မေးနေပါတော့တယ်တင်ကဒီအိမ်တော်ကြီးရဲ့မိသားစုတွေချိန်စာတင်နေတာအမှန်ပေါ်လို့ပြောလိုက်တဲ့အခါဆက်ကရီကမင်းဘယ်လောက်တည်ထားလဲလို့မေးလိုက်ပါတယ်ပြီးတော့မင်းရှာနေတဲ့အဖြေကိုဒီနေရာမှာတွေ့မှာမဟုတ်ဘူးနောက်ကျနေပြီဖြစ်လို့အိမ်ပြန်ဖို့ပြောလိုက်ပါတယ်တင်ရဲ့တင်မောရွက်တိုင်ကျိုးသွားတာကြောင့်စိတ်မကောင်းပါဘူးလို့စပိုက်ဆန်အင်ကြီးရဲ့အိမ်တော်ထိန်းနက်စတာကပြောပြီးပျောက်ဆုံးနေတဲ့အပိုင်းအစတွေမြန်မြန်ရှာတွေ့ပါစေလို့ဖဟေလီဆန်တဲ့စကားတွေပြောလိုက်ပါတယ်တင်လဲအဲ့ဒီစကလုံးတွေရေရွတ်ရင်စနိုဝီနဲ့အတူအိမ်ကိုပြန်လာပါတယ်အိမ်ကိုပြန်ရောက်တော့သူ့ရဲ့အခန်းဟာတစုံတစ်ယောက်ကဝင်ရောက်ရှာဖွေတာခံလိုက်ရပြီးရှုပ်ပွားနေပါတယ်စပွဲခုံအောက်ကိုစနိုဝီဟောင်းနေတာကြောင့်ဖယ်ကြည့်လိုက်တဲ့အခါရွက်တိုင်ထဲကကြားလာတဲ့ပစ္စည်းလေးကိုရှာတွေ့သွားပါတယ်ဖွင့်ကြည့်လိုက်တော့စာရွက်တစ်ရွက်ထွက်လာပြီးစနိုဝီယူလာပေးတဲ့မှန်ဘလူးနဲ့ဖက်ကြည့်လိုက်တော့လျှို့ဝှက်စာတွေလိုမျိုးနဲ့သူနားမလည်တဲ့ပုံစံတချို့ကိုမြင်လိုက်ရပါတယ်အဲ့ဒီအချိန်ခန်းအပြင်ကစကားပြောတန်ကြားလို့ထားကြည့်တဲ့အခါအဟောင်းဈေးတန်းမှာသူ့ကိုတတိပေးသွားတဲ့သူဖြစ်နေပါတယ်အဲ့ဒီလူကကစားပွဲစပြီးဖြစ်လို့မင်းမှာအသက်အန္တရာယ်ရှိနေပြီလို့သတိပေးနေတော့တနက်နဲ့အပြစ်ခံလိုက်ရပါတယ်တင်အပြင်ကိုထွက်ကြည့်တော့ကားတစ်စီးမောင်းပြေးသွားပါတယ်အိမ်ထဲပြန်ဝင်လာတဲ့အခါစောကလူကသတင်းစာပေါ်မှာစာလုံးအချို့ကိုခြံထားခဲ့ပြီးတေဆုံးသွားပါတယ်နောက်နေ့မနက်ဦးစကူမွာစုံထောင်းနှစ်ယောက်ကတေဆုံးသူဟာအင်တာပိုရဲ့ထိပ်တန်းအေဂျင့်တစ်ယောက်ဖြစ်ပြီးဘာကိုလိုက်စုံစမ်းနေတယ်လဲဆိုတာကိုတော့သူတို့မသိဘူးလို့ပြောပါတယ်ညံကောင်းတဲ့တင်ကသတင်းစာပေါ်ကစာလုံးတွေကိုချရေးကြည့်ရင်ကာယာဘူးကျန်လို့ရေးရွတ်လိုက်ပါတယ်အမှားစုံထောင်းနှစ်ယောက်ကတဲလွန်စတွေကိုသူတို့အပြေရှာပေးမယ်ဆိုပြီးတက်တေကိုယူသွားပါတယ်အဟောင်းဈေးတန်းမှာကပိုင်းလိုက်တဲ့လူကိုစနိုဝီကမှတ်မိပြီးလိုက်ဟောင်နေတာကြောင့်တင်ကလိုက်ခေါ်ပါတယ်ကပိုင်းနိုင်အဖိုးကြီးကစုံထောက်တုံမစင်ရဲ့အိတ်ကက်ထဲကပတ်စံအိတ်ကိုနှိုက်ပြီးပြန်အလင်းမှာကျိုးနဲ့တွဲထားတာကြောင့်မိပြီးလိုက်ဖမ်းကြပါတယ်အဖိုးကြီးကိုလိုက်ဖမ်းရင်းအလဲပြူဖြစ်နေချိန်သွားဆက်ဆူးတဲ့တင်ရဲ့ပတ်စံအိတ်လဲလမ်းကြုံလိုက်သွားခံလိုက်ရပါတယ်ရှာတွေ့ထားတဲ့စာရွက်ပါသွားတာမို့ပြန်လိုက်ဖမ်းပေမဲ့ကားတွေရှုပ်ရက်ခတ်နေတဲ့လမ်းကြောင်းမျက်ခြေပြတ်သွားပါတယ်စုံထောက်နှစ်ယောက်ကသူတို့ရှာပေးမယ်ဆိုလို့စိတ်ချပြီးအိမ်ကိုပြန်လာတော့လူတချို့ကသူ့ကိုနောက်ကနေမေးဆေးပေးပြီးဖမ်းခေါ်သွားပါတယ်တခင်ဖြစ်သူကိုဖမ်းခေါ်သွားတာကြောင့်စနိုဝီလဲလိုက်ကြိုက်ပေမဲ့အဲ့ဒီလူတွေကအိမ်ထဲပြန်ထည့်ပြီးတကားပိတ်ထားလိုက်ရပါတယ်ဒါပေမဲ့စနိုဝီကအားမလျှော့ပဲအိမ်ရဲ့အပေါ်ထပ်တင်းပေါက်ကတင်ကိုခေါ်သွားတဲ့ကားနောက်ကိုမိသက်ကားပေါ်ကတဆင့်အမိလိုက်ပါတယ်လမ်းစုံတနေရာရောက်တော့ဘရိတ်ဆောင်အုပ်လိုက်တဲ့ကားကြောင့်ရှေ့ကားပေါ်ကျသွားပါတယ်စနိုဝီကျသွားတဲ့ကားပေါ်ကခါချခံလိုက်ရတော့စပိန်တစ်စီးနဲ့ထပ်လိုက်ပါတယ်အဲကနေတဆင့်နိုဆာမအုပ်တွေကြားကနေဖြက်လန်းတုံပြီးမိအောင်လိုက်သွားခဲ့ပါတယ်စနိုဝီရောက်သွားတော့တင်ကိုကာယာဘူးချန်လို့အမိပေးထားတဲ့တင်မောပေါ်တင်သွားတာကိုတွေ့လိုက်ပါတယ်တင်မောပေါ်မှာပြန်တတိယလာတဲ့တင်ဟာသူ့ကိုယ်ပုံမှာတခုရှာနေတဲ့လူနှစ်ယောက်ကိုတွေ့ပြီးဘာရှာနေတာလဲမေးလိုက်ပါတယ်မစ္စတာဆက်ကီကရွက်တိုင်ထဲကစာရွက်အပိုင်းလေးကိုသူ့ကိုပေးဖို့တောင်းပါတယ်တင်ကသူ့စီမှာမရှိဘူးပြောလိုက်တော့ဒုတ်ကောက်ထဲကဓားကိုထုတ်ပြီးစားလိုက်ရဲ့တံမိုးကိုမင်းတီပြီးဖြစ်လို့ယူထားတာမလိမ်နဲ့လို့ချင်းချောက်ပါတယ်အဲ့ဒီတော့မှတင်လဲတင်မောနှစ်စင်းရဲ့စားလိမ့်နှစ်လိမ့်ဟာဗဟေဒီဖြစ်မှန်းသဘောပေါက်သွားပါတယ်ဆက်ခရီတို့ထွက်သွားတော့တကားပိတ်ခါနီးစနိုဝီကရအောင်ပြေးဝင်ကတင်ကိုချီထားတဲ့ကြိုးတွေကိုကိုက်ဖြတ်ပေးပါတယ်ဆက်ခရီကတင်မှာရှိတဲ့စာရွက်ကိုရအောင်စစ်မေးဖို့မာနေတော့တင်မောသားတယောက်ကကပတိန်ပြန်တတိယလာပြီးလို့အပြေးလွှာလာပြောတာကြောင့်ဆက်ခရီကနောက်ထပ်အရက်တပလင်းတိုက်လိုက်กว่าလို့အမိန်ပေးလိုက်ပါတယ်တင်နဲ့စနိုဝီတို့လည်းဝင်ပေါက်ကိုမမြင်ရအောင်လုပ်ပြီးထွက်ပေါက်ရှာနေကြပါတယ်ဆက်ခရီရဲ့တပည့်တွေကတကားလာဖွင့်တဲ့အခါအထက်ကပိတ်ထားမှန်းသိသွားတာနဲ့ဒိုင်းနမိုက်တွေယူပြီးဖောက်ခွဲပစ်ဖို့ပြင်ဆင်ပါတယ်တင်ကတော့ခေါင်းအေးထားပြီးကျိုးတွေရှမ်ပိန်တွေတစ်တာအပြက်တွေကိုဘလို့အသုံးချရမလဲတွေးနေရင်တစ်တာချောင်းတစ်ချောင်းကိုဖြုတ်ယူကကျိုးနဲ့ချီလိုက်ပါတယ်ကုန်းဘက်ပေါ်ကိုစူးစားပြီးပြစ်တင်လိုက်တဲ့အခါအပေါ်ခန်းကလူရဲ့ခေါင်းကိုသွားထိပါတယ်တကားကိုခွဲပြီးဝင်လာတဲ့လူတွေကအထက်ကတနက်နဲ့ပြစ်တယ်ဆိုပြီးပြန်ပစ်နေကြပေမဲ့တေချာကြည့်လိုက်မှရှမ်ပိန်ပလင်းအဖုံးတွေပွင့်ပြီးလာမှန်းနေတာဖြစ်ပါတယ်ခေါင်းဆောင်ဖြစ်တဲ့တယောက်ကတင်လွတ်သွားတာကြောင့်တင်မောတစ်စင်းလုံးလိုက်ရှာဖို့ပြောလိုက်ပါတယ်အရက်မူးနေတဲ့လူတယောက်ရှိတဲ့အခန်းထဲစနိုဝီနဲ့တင်တို့ဝင်လာကြပါတယ်စနိုဝီကိုတွေ့တော့အေယာမကြွက်ကြီးဆိုပြီးသူ့ကိုလှုပ်ကြံသူတွေအမှတ်နဲ့တင်ကိုတိုက်ခိုက်ပါတယ်တင်ကသူ့ကိုလူဆိုးတွေဖမ်းခေါ်လာကြောင်းရှင်းပြတဲ့အခါအဲ့ဒီလူကသူ့ရဲ့တင်မောသားတွေကိုငွေပေးပြီးဖျားယောင်းသွားတယ်လို့ဆက်ခရီရဲ့အကြောင်းကိုငိုယိုပြီးပြောပြပါတယ်ပြီးတော့သူဟာဒီတင်မောရဲ့ကပတိန်တယောက်ဖြစ်ပြီးသူ့ကိုရက်တော်ကြာပိတ်လောင်ထားတယ်လို့ပြောနေပါတယ်တင်ကအခန်းတကားကိုဖွင့်လိုက်တော့နားမလဲတယ်လို့နဲ့ပြန်ကြည့်လိုက်ပါတယ်တင်ကတော့လူဆိုးတွေတွေ့ရင်အသက်ခံရမှာမို့
ဒီသင်္ဘောစုပ်ကလွတ်အောင်ပြေးရအောင်မယ်ဆိုပြီးထွက်သွားချိန်သင်္ဘောသားတစ်ယောက်နဲ့တွေ့ပြီးတိုက်ခိုက်နေရပါတယ်ကပတိန်ကသူ့သင်္ဘောကိုအဆုပ်လို့ပြောသွားတာကြောင့်ဒေါသထွက်ပြီးအခန်းထဲကထွက်လာကတင်တင်ကိုတိုက်ခိုက်နေတဲ့လူကိုအားရပါရထိုးပြီးတကားနဲ့ရိုက်ပစ်လိုက်ပါတယ်ပြီးတော့သူ့နာမည်ကအာချီရယ်ဟတ်တော်လို့မိတ်ဆက်ကကုန်းဘတ်ပေါ်ကလေသေးလေးစီသွားမယ်လိုက်ခဲ့ဆိုပြီးအခန်းထဲကထွက်သွားပါတယ်အံ့ဩသွားတဲ့တင်တင်ကခမရကဟတ်တော်လားလို့လိုက်မေးနေပါတယ်မစ္စတာဆက်ခရီကတော့တင်တင်နဲ့ဟတ်တော်လွတ်သွားတာကြောင့်ဒေါသထွက်နေပါတယ်မစ္စတာဆက်ခရီကသူ့လူတွေကိုကောင်လေးကိုတက်လို့ရတယ်ဟတ်တော်ကိုတော့မတက်နဲ့ဆိုပြီးချက်ချင်းရှာခိုင်းပါတယ်ဟတ်တော်နဲ့သူကြားမှာမပြီးပြတ်သေးတဲ့ရန်စတွေရှိသေးတာကြောင့်ပြန်ပေးဆက်မဲ့အချိန်ကျရင်သူ့လက်နဲ့သူကိုယ်တိုင်တက်မယ်လို့ကျိန်းဝါလိုက်ပါတယ်ကပတိန်ကထွက်ပေါက်ရှာနေတော့နောက်ကလိုက်လာတဲ့တင်တင်ကမာလင်စပိုက်အိမ်တော်ကြီးကိုပိုင်ဆိုင်တဲ့ဟတ်တော်မျိုးနွယ်လားလို့အသေးအတန်လိုက်ဆက်စုပါတယ်ပြီးတော့ရွက်တိုင်3တိုင်အမြောက်လက်ပေါင်း90နဲ့ယူနီကွန်းတင်မောကြီးမြုပ်သွားတဲ့အကြောင်းကိုသူ့ရဲ့သတင်းအတွက်မေးကြည့်တဲ့အခါကပတိန်ကအဲ့ဒီတင်မောရဲ့လျှို့ဝှက်ချက်ကိုဟတ်တော်မိသားစုကပဲတည်ပြီးမျိုးရိုးအစဉ်ဆက်လက်ဆင့်ကမ်းခဲ့ရတာလို့ပြောပါတယ်သူ့အဖိုးတည်ပြီးတဲ့ကဝမ်းနဲ့ပူးဆွေးနေတဲ့ကပတိန်ဟာအယက်သမားတစ်ယောက်ဖြစ်လာပါတယ်ပြီးတော့သူကပဲဟတ်တော်မိသားစုရဲ့နောက်ဆုံးကြံတဲ့မျိုးဆက်ပဲဖြစ်တယ်လို့ပြောနေတော့သူတို့ကိုလိုက်ရှာနေတဲ့လူတွေကြောင်းပုံနေလိုက်ရပါတယ်အကြောင်းအရာတွေအားလုံးဆက်ဆက်မိသွားတဲ့တင်တင်ဟာအဲ့ဒါဆိုယူနီကွန်းပုံတူတင်မောက3စင်းဖြစ်ပြီးစာရွက်3ရွက်ရှိမှန်းလဲတည်သွားပါတယ်ထွက်ပေါက်ရောက်မှတကားကတော့ခတ်ထားတာကြောင့်ဖဲရှုံးလို့မျက်ခွန်တွေလှိဖြက်ခံထားရတဲ့တော့ထိန်စီကတော့တွဲကိုရိမ့်ထိုးနေတဲ့တင်မောအိတ်ခမ်းနဲ့ခက်ခက်ခဲခဲဝင်ယူရပါတယ်တော့ရပြီးအခန်းတကားကိုတော့ဖွင့်တော့ထွက်ပေါက်မဟုတ်ပဲရန်နဲ့ဝီစကီပလင်းတွေအပြည့်ထည့်ထားတဲ့အခန်းဖြစ်နေပြီးသူရိတ်ခါအပြည့်ယူကအသက်ကယ်လေးစီသွားကြမယ်လို့ပြောလိုက်ပါတယ်မစ္စတာဆက်ခရီတို့ဟာအရေးပေါ်လေရင်ကိုပြေးလန်းပေါ်တင်နေကြချိန်အခန်းတကားဖွင့်ပြီးအရက်ပလင်းကိုမော့ကာထွက်လာတဲ့ကပတိန်နဲ့လက်နက်ကင်အဆောင်တယောက်တိုက်မိမလို့ဖြစ်နေတော့တင်တင်ကပြန်ဆွဲခေါ်လိုက်ပါတယ်ပြီးတော့ပြန်ထွက်ပြီးအဆောင်ကိုအရက်ပလင်းနဲ့ရိုက်တဲ့အခါကပတိန်ကသူ့အရက်ပလင်းကိုပြန်လူယူထားလိုက်တာကြောင့်လက်နဲ့ဘဲရိုက်မိလိုက်ပါတယ်အသက်ကယ်လေးနားရောက်တော့ရေဒီယိုခန်းရှိတယ်ဆိုတာတင်တင်တို့တည်သွားပြီးစနိုဝီနဲ့ခိုးဝင်ပါတယ်မစ္စတာဆက်ခရီသွားမဲ့နေရာဟာမိုရိုကိုကမ်းခြေပဲဆိုတာသိလိုက်ပါတယ်ရေဒီယိုဆက်အသုံးပြုနေတော့သူ့ကိုတွေ့သွားတာကြောင့်တနက်နဲ့အသေးအတန်လိုက်ပြစ်ကြပေမဲ့၃ယောက်တာအသက်ကယ်လေးနဲ့လွတ်အောင်ပြေးခဲ့ကြပါတယ်တင်တင်ကတတိယတင်မောရှိတဲ့နေရာကိုမစ္စတာဆက်ခရီတို့ထက်အရင်ရောက်အောင်သွားမယ်ဟိုမာကြီးကမန်နဲ့ပေါင်သွင်းထားတဲ့ယူနီကွန်းတင်မောတစ်စင်းရှိသေးတယ်လို့ကပတိန်ကိုပြောပြပါတယ်အဲ့ဒါကြောင့်ဘက်ကဟာကိုအမြန်သွားရမယ်ဆိုတာကြောင့်လှော်တက်တွေပေးစမ်းတင်မောသားအစ်စ်ကဘလို့လဲဆိုတာပြမယ်ဆိုပြီးလက်သီးလက်မောင်းတန်းကတင်တင်နဲ့စနိုဝီတို့ကိုလှော်တက်နဲ့ရိုက်မိတာကြောင့်သတိလစ်ကုန်ကြပါတယ်မေ့မျောနေတဲ့တင်တင်တို့ကိုကြည့်ပြီးကုန်းနေတတဝါတွေများခံနိုင်ရည်ကိုမရှိဘူးလို့ဝေဖန်လိုက်ပါသေးတယ်တစ်ဖက်မှာသွမစင်အမွာ2ယောက်ကကပိုင်းနိုင်ကိုမိသွားပြီးတင်တင်ရဲ့ပတ်စံအိတ်ကိုလဲပြန်ရှာတွေ့သွားပါတယ်လှေလော်နေတဲ့ကပတိန်ကအရန်အေးလာပြီးရေလဲစာလာတာကြောင့်လှေဝမ်းထဲကြည့်လိုက်တဲ့အခါဝီစကီတစ်လုံးကိုအသစ်မြင်လိုက်ရပါတယ်တင်တင်ပြန်တတိရလာတော့လှေပေါ်မှာလှော်တက်တွေကိုချိုးပြီးမီးလုံနေတဲ့မူးကြောင်ယူကြောင်ကပတိန်ကိုတွေ့လိုက်ရပါတယ်အတိစိတ်ပြန်ဝင်လာတော့လဲမီးကိုအရက်ပလင်းကြီးယူလောင်းလိုက်တာကြောင့်လှေပေါက်သွားပြီးဘဲမှသွားမရတော့ဘဲငုတ်တုံမိသွားပါတယ်အဲ့ဒီချိန်ဆက်ခရီရဲ့လူတွေလေရင်နဲ့ရောက်လာပြီးတနက်နဲ့သူတို့ကိုပြစ်ပါတယ်တင်တင်ကတတောင်ထဲကျန်တဲ့ကြည်စံနဲ့လေရင်ကိုပြစ်ချလိုက်နိုင်ပါတယ်ဒီတော့လေရင်ဆင်းပြေနေတဲ့2ယောက်ကိုတင်တင်ကကြည်မရှိတော့တဲ့တနက်နဲ့ချင်းချောက်ပြီးလေရင်ကိုအပိုင်စီးလိုက်ပါတယ်လေရင်ကိုအခုမှမြင်ဘူးတဲ့တင်တင်ကလမ်းညွန်စာအုပ်ကြီးဖွင့်ပြီးတက်မောင်းတဲ့အခါအပေါ်တက်လိုက်အောင်ဆင်းလိုက်နဲ့လေပေါ်ရောက်သွားပါတယ်ဘက်ကဟာကိုသွားနေရင်ဆက်ခရီတို့ရဲ့တင်မောကိုကြော်လာပါတယ်ရှေ့မှာတော့ကြီးမားတဲ့မုန်တိုင်းကြီးတစ်ခုကကျိုနေပြီးတင်တင်လဲရွေးစရာမရှိတာကြောင့်ဖြတ်မောင်းလိုက်ပါတယ်အရက်တောက်ချင်လာတဲ့ကပတိန်ကစေဝါ3အဲကိုဟောဘူးကိုယူတောက်ဖို့ပြင်းနေတာကြောင့်တင်တင်ကတားလိုက်ပါတယ်လေရင်မိုးကျိုးပစ်ခံရတဲ့ချိန်ကပတိန်ကအဲကိုဟောဘူးကိုခိုးယူပြီးတောက်ဖို့ကြံပါတယ်ထွက်လာတဲ့အရက်စီကိုစနိုဝီကလူတောက်လိုက်ပါတယ်ကြံနေတဲ့တဝက်ကိုကပတိန်နဲ့စနိုဝီတို့ကလူတောက်ရင်းလေရင်စီကုန်သွားပါတယ်ဘူးတဲကအရက်စီလောင်ထဲဖို့တင်တင်ကပြောတာကြောင့်သူ့အပြစ်မကင်းပဲအပြင်ထွက်ပြီးစီတိုင်ကီကိုကုန်းမှုတ်ပါတယ်ရှေ့ကိုမမြင်ရတော့တဲ့တင်တင်ကရန်တမ်းမောင်းနေရင်တဲကန်နာရထဲမှာလေရင်ကိုအသေးအတန်ထိန်းနေရပါတယ်မိုးကြိုးစားမိသွားတဲ့အရက်သမားဟာလေထီကြီးပွင့်သွားပြီးတွဲလောင်းလိုက်ပါလာပါတယ်သူတို့ဖမ်းလာတဲ့2ယောက်ဟာလည်းကြောက်လန့်ပြီးကန်နာရထဲလေထီနဲ့ခုန်ချသွားခဲ့ပါတယ်အဲ့ဒီချိန်မောင်းနှံကျိုးသွားတာကြောင့်လေရင်ပြက်ကျသွားပါတယ်တတိလစ်သွားတဲ့တင်တင်ဟာလေရင်ပန်ကာစီရှော့ကျနေတာကြောင့်စနိုဝီကအသေးအတန်ကိုက်ဆွဲနေပြီးလေထီတရင်တရိုင်နဲ့ကပတိန်ကတင်တင်နဲ့စနိုဝီကိုကယ်ဖို့အပေါ်ကိုပြစ်တင်လိုက်ပြီးသူကတော့ပန်ကာနဲ့လေထီညက်ကလွင်သွားပါတယ်မုန်တိုင်းကင်းစင်နေပြီးမှကန်နာရထဲလမ်းလျှောက်နေရင်အရက်ကြောင်နေတဲ့ကပတိန်ဟာရှေ့မှာယူနီကွန်းတင်မောကြီးကိုမြင်နေရတယ်ဆိုပြီးထပြောပါတယ်တင်မောပေါ်မှာတော့သူ
သူ့ရဲ့အဖိုးဟာဆာဖရန်စစ်ဖြစ်ပြီးဝိယုံနီဦးဆောင်တဲ့ပင်လယ်ဓမြတွေနဲ့တွေ့ပြီးတိုက်ပွဲဖြစ်တဲ့အကြောင်းတွေပြောပြပါတယ်ပင်လယ်ရဲ့လှိုင်းကျန်းတွေထဲမှာတင်မော2စင်းအမြောက်တွေနဲ့အပြန်အလှန်ပစ်ခတ်နေကြပါတယ်ရွက်တိုင်ထိတ်နှစ်ခုချိတ်မိသွားတဲ့အခါဆာဖရန်စစ်ကကုံတွေကိုကာကွယ်ဖို့အမိန့်ပေးပါတယ်ချိတ်နေတဲ့ရွက်တိုင်ကြောင့်တွဲလောင်းခိုနေတဲ့ပင်လယ်ဓမြတင်မောဟာယူနီကုန်းပေါ်ခုန်ဆင်းလာပြီးတိုက်ခိုက်ကြတာကြောင့်ဆာဖရန်စစ်ကအသေးအတန်ကာကွယ်နေရပါတယ်ဓမြတွေကူးလာနေတဲ့ရွက်တိုင်ကိုကျိုးနဲ့ခုန်ကူးပြီးတင်မော2စင်းကွာသွားအောင်ဖျက်ချလိုက်ပါတယ်သူတင်မောဘော်ကဓမြတွေကိုပြန်လဲတိုက်ခိုက်နေတော့မှဝိယုံနီတို့ရဲ့ခေါင်းဆောင်ကိုမြင်လိုက်ရတယ်လို့ပြောပြနေရင်ကပတိန်ဟာသူ့ကိုယ်သူဘာတွေဖြစ်နေတာလဲဆိုပြီးမေးလဲသွားပါတော့တယ်ကျဲရောင်တွေတောက်ပနေတဲ့ညဘက်အရောက်မှာတော့စနိုဝီရဲ့အကူအညီတောင်းတန်ကြောင့်အာဖဂန်စစ်တပ်ရှိတန်းတပ်သားတွေကသတိလစ်နေတဲ့တင်တင်နဲ့ကပတိန်ကိုရှာတွေ့သွားကြပါတယ်တင်တင်ကကောင်းကောင်းမွန်မွန်ပြန်ဖြစ်နေပေမဲ့ရေတက်ခန်းချောက်တဲ့ပြဿနာနဲ့ကပတိန်ကတော့တင်တင်ကိုမမှတ်မိပဲလေရင်နဲ့အတူလာတဲ့ပြောတာကြောင့်သူဟာတင်မောသားဖြစ်လို့ဘလေရင်မှမစီဘူးလို့ညင်းနေပါတယ်ရေကိုတောင်ဘာမှမသိတော့တဲ့ကပတိန်ကိုစနိုဝီကအရက်ပြန်ခွက်ကြီးချီလာပြီးဘေးကခုံပေါ်တင်ပေးလိုက်ပါတယ်ခဏအကြာကြီးနဲ့အရက်ပြန်မတောင်းမိတဲ့ကပတိန်ဟာမျက်နှာကြီးညီမြန်းလာပြီးထအော်နေတာကြောင့်အားလုံးဝေးအောင်ရှောင်နေပြီးစနိုဝီလဲကြောက်နေပါတယ်အခန်းတကားကိုဖျက်ဆီးပြီးဓားကိုလွှဲရမ်းကလာခဲ့ဆန်းဝိယုံနီဆိုပြီးအတိတ်ကပုံရိပ်တွေပြန်ပေါ်လာပါတော့တယ်ဒီတော့ဝိယုံနီနဲ့အပြန်လန်တိုက်ခိုက်ကြရင်အဖမ်းခံလိုက်ရတဲ့ဆာဖရန်စစ်နဲ့အပြင်မှာဟန်ရေးပြနေတဲ့ကပတိန်ကိုစစ်သားတွေတနက်နဲ့ဝိုင်းချိန်နေတာမို့လို့တင်တင်ကမနေတားယူလိုက်ရပါတယ်သူ့အဖိုးသူ့ကိုပြောခဲ့သမျှအားလုံးကိုပြန်မှတ်မိသွားပြီဖြစ်ပြီးဝိယုံနီဟာယူနီကုန်းပေါ်ကဘရင်ရဲ့အဆောင်ရောက်ယတနာတွေအကြောင်းသတင်းရတာမို့လို့ဓမြတိုက်ခဲ့တာဖြစ်ပါတယ်ဆာဖရန်စစ်ကသူ့လူတွေကိုကယ်ဖို့အတွက်တန်ချိန်400ရှိတဲ့ရွှေနဲ့ကြောက်မြတ်ယတနာတွေကိုဝိယုံနီခေါင်းဆောင်ကိုထုတ်ပြခဲ့ပေမဲ့သူ့လူတွေအားလုံးကိုကျိုးနဲ့တုပ်ပြီးညမန်းစာကျွေးလိုက်ကြပါတယ်ရွက်တိုင်မှာကျိုးနဲ့တုပ်ခံထားရတဲ့ဆာဖရန်စစ်ဟာအုတ်ထုပ်ကဓားကိုအသုံးပြုပြီးလွတ်မြောက်လာပါတယ်ဒါကိုကပတိန်ကအရက်တောက်ဟန်ပြလို့ဝိုင်းတာရပါသေးတယ်ပြီးတော့တင်မောဝမ်တဲကိုခိုးဝင်ပြီးရမ်းမုံတွေဖြူးနေတဲ့အချိန်ဝိယုံနီကမိသွားတဲ့အခါထပ်ပြီးတိုက်ခိုက်ကြပြန်ပါတယ်မိဆွဲနေတဲ့ရမ်းမုံတွေကိုဝိယုံနီကငိမ့်လိုက်ဆာဖရန်စစ်ကမိပြန်ညှိလိုက်နဲ့လှေဝမ်းတနေရအရောက်မှာတော့လှပတဲ့ဓာတ်ချက်နဲ့အဆုံးသတ်နိုင်လိုက်ပါတယ်ဝိယုံနီရဲ့မျက်နှာဖုံးကိုဖယ်လိုက်တော့ဆက်ခရီရဲ့အဖိုးဖြစ်နေတာကြောင့်ကပတိန်ဟာစာရွက်တွေနဲ့သူ့ကိုဆက်ခရီဘာကြောင့်လိုချင်လဲဆိုတဲ့အဖြေကိုသိသွားခဲ့ပါတယ်မိဆကရမ်းမုံတွေစီရောက်နေပြီးဖြစ်ကဆက်ခရီကဆက်တိုက်ခိုက်ဖို့ပြောနေချိန်ဆာဖရန်စစ်လည်းတင်မောဘော်ကခုန်ချလိုက်ပြီးပောက်ကွဲသွားတဲ့တင်မောအတွင်းကဆက်ခရီဟာဆာဖရန်စစ်ရဲ့မျိုးရိုးစင်ဆက်ကိုသူမတေခင်ကျင်းစာတိုက်ခဲ့လိုက်ပါတယ်ပောက်ကွဲပြီးလွှင့်စင်လာတဲ့ယတနာတွေကိုအုတ်ထုံနဲ့အပြည့်ခံယူလိုက်ကဟတ်တော်မျိုးဆက်အတွက်ခြံထားခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်တတိယစာလိပ်ကိုဆက်ခရီထက်အရင်ဦးအောင်သွားယူကြဖို့ဆုံးဖြတ်လိုက်ပါတယ်ဘကာဟာမြို့တော်ကိုသူတို့ရောက်တော့ဆက်ခရီရဲ့တင်မောလဲစိုက်ကပ်လာပြီးဖြစ်ပါတယ်မြို့ထဲရောက်တဲ့အခါသူတို့ကိုနောက်ယောင်ခံလိုက်နေတဲ့2ယောက်ကိုကပတိန်ကအာရပါရဆုံးမှပြီးမေးတော့တုမစင်အမွာဆုံထောက်ဖြစ်နေပါတယ်တင်တင်ရဲ့ရေဒီယိုမက်ဆေ့ကနေတဆင်တီးခဲ့ပြီးကပိုင်နိုင်စီကစာလိပ်ကိုလဲပြန်ရလာတယ်လို့ဆိုပါတယ်အဲ့ဒီအချိန်ကဘာနာမည်အကြီးဆုံးအော်ပရာမင်းသမီးဖြစ်တဲ့မီလန်နစ်နိုင်တင်ဂေးဆိုတဲ့ကြော်ညာကိုတွေ့လိုက်ရပါတယ်ဘကာဟာမြို့တော်ရဲ့အရှင်စာရန်ဟာဂီတကိုအယူမူကြိုက်နှစ်သက်သူဖြစ်တာကြောင့်ဆက်ခရီကနိုင်တင်ဂေးကိုဖိတ်လာခဲ့တာဖြစ်ပါတယ်ဆက်ခရီလိုချင်တာကတော့ကြီးကမန်နဲ့ထည့်ထားတဲ့ယူနီကုန်းပုံစံတူတင်မောပဲဖြစ်ပါတယ်တင်တင်ကပွဲထဲမဝင်ခင်ကပတိန်ကိုစာလိပ်လေးပေးပြီးတေချာတင်ထားဖို့မှာခဲ့ပါတယ်ဒီလိုနဲ့ပွဲစတဲ့အချိန်နေရာဝင်ယူလိုက်ကြပါတယ်နိုင်တင်ဂေးဖြောပြနေတဲ့အချိန်ရှင်စာရန်ကရှေ့ဆုံးကအားပေးနေပါတယ်ကပတိန်ကအဲ့ဒီအတန်ကိုနားမခံနိုင်တာကြောင့်ထပ်ပြေးပါတယ်တင်မောသားဟောင်းတွေကသူ့အရက်ပလင်းနဲ့ပြန်စော်ပြီးစာလိပ်ကိုယူသွားကြပါတယ်တင်တင်ကပွဲအခြေအနေလာစောင့်ကြည့်နေတဲ့ဆက်ခရီကိုသူ့ရဲ့တိမ်ငက်နဲ့အတူသတိထားမိသွားပါတယ်နိုင်တင်ဂေးရဲ့အတန်လိုင်းကြောင့်ဖန်ခွက်တွေမျက်မှန်တွေပါကွဲပြီးနောက်ဆုံးမှာကြီးကာမှန်ကြီးပါကွဲသွားတဲ့အခါဆက်ခရီကသူ့တိမ်ငက်ကိုလွတ်ပြီးစာလိပ်ကိုယူခိုင်းတာကြောင့်စနိုဝီကိုလိုက်ခိုင်းပါတယ်တင်တင်ကိုအောက်ခေါ်ပြီးပြေးဝင်လာတဲ့ကပတိန်ကိုတွေ့တော့ဆက်ခရီကသူတို့2ယောက်ကိုတင်မောလာခိုးတာလို့အဆောင်တွေကိုပြောလိုက်ပါတယ်လုံခြုံရေးတွေကိုတိုက်ခိုက်ပြီးထွက်လာတဲ့အခါတင်တင်ကတတိယစာလိပ်ကိုသူတို့ရသွားပြီးကပတိန်ကလည်းမင်းငါစီပေးထားတဲ့စာလိပ်ကိုသူတို့ပဲယူသွားတယ်ဆိုတာကြောင့်အရက်ပဲမူးနေတဲ့ကပတိန်ကိုစိတ်ဆိုးသွားပါတယ်စာလိပ်3ခုလုံးရသွားတဲ့ဆက်ခရီကတင်မောစီအလင်းမြန်သွားနေတာကြောင့်တင်တင်ကစိုက်ကဲယူပြီးကပတိန်ကလည်းလောင်ချတစ်ခုထမ်းကတက်လိုက်လာပါတယ်ကားကိုပစ်လိုက်တာနောက်ကရေကာတာကြီးကိုထိသွားတဲ့ကပတိန်ကြောင့်မြို့ထဲရေတွေဒလက်ဟောဝင်လာပါတော့တယ်စနိုဝီရဲ့အာယုံလဲမှုနဲ့စာလိပ်ကိုအရယူနိုင်ခဲ့ပေမဲ့ဘကာဟာဟိုတယ်ကြီးကိုတိုက်ပြီးမောင်းလာတဲ့တင်ကားတစ်စင်းကြောင့်စာလိပ်ကဦးစကူးကပတိန်လက်ထဲပါသွားပါတယ်သူ့လက်ထဲကလွတ်သွားတဲ့စာလိပ်တွေကိုလိုက်ဖမ်းနေချိန်တိမ်ငက်ကလာချီသွားတာကြောင့်ကာဝင်ကြီးတကားကားနဲ့လိုက်ဖမ်းရပြန်ပါတယ်တနေရာအရောက်သူ့တခင်စီပြန်သွားနေတဲ့တိမ်ငက်ကို
တင်တင်ကကြားဖြတ်ဝင်ဖမ်းတဲ့အချိန်ထွက်ပြေးသွားတာကြောင့်လိုက်ဖမ်းရပြန်ပါတယ်ခဲရခဲစစ်လိုက်ဖမ်းရင်းတင်မောစိန်နာအရောက်မှာတိမ်ငတ်ကိုဖမ်းမိသွားပေမဲ့ဆက်ခရီတို့ကကပတိန်နဲ့စနိုဝီကိုအရင်ဖမ်းထားလိုက်ပါတယ်တင်တင်ကတိမ်ငတ်ခြေတော်ထဲကစာလိပ်တွေကိုထပ်ကြည့်လိုက်ပြီးယတနာရီရဲ့ location ဖြစ်မှန်းသိသွားတာကြောင့်အလို့ချက်ကကပတိန်နဲ့စနိုဝီကိုလိုက်ခဲ့ပါတယ်ဘက်ကဟာဟိုတယ်ပေါ်ကအမွှာဆုံထောင်း2ယောက်လည်းအသက်မသေးသေးပဲကမ်းခြေရောက်လာတာကြောင့်ဝမ်းသာနေပါတယ်ကပတိန်ကတော့သူ့တင်မောကိုထပ်ယူသွားလို့ဒေါသထွက်နေပါတယ်ညံကောင်းတဲ့တင်တင်ကတင်မောပေါ်ကရေဒီယိုလိုင်းကိုအင်တာပိုစီပို့ပြီးဒီတင်မောဘယ်မှာကမ်းကပ်မလဲဆိုတာသိနိုင်မယ်လို့ဆိုပါတယ်ပြီးတော့သူတို့ထပ်မြန်သွားနိုင်မဲ့လေရင်တစင်းရောက်ပေါ့ဆက်ခရီတို့ရဲ့ကာရာဘူချန်တင်မောကြီးဟာစိတ်ကန်းကပ်လာခဲ့ပြီးတင်မောဘော်ကဆင်ကကားပေါ်တက်ထိုင်တဲ့အချိန်သူကားကလေပေါ်ဆွဲတင်ခံလိုက်ရပါတယ်ကြည့်လိုက်တော့ဂရိမ်းမောင်းနေတဲ့သူဟာကပတိန်ဖြစ်ပြီးဆက်ခရီကိုအင်တာပိုနဲ့ FBI တို့ရှေ့ရောက်ချပေးလိုက်ပေမဲ့တနက်တလက်နဲ့ဆက်ခရီကြောင့်အားလုံးလက်မြောက်လိုက်ရပါတယ်ကပတိန်ကဆက်ခရီရဲ့ကားကိုဆွဲတင်နေချိန်ဂရိန်းကားကိုလူတစ်ယောက်ဝင်လာပြီးတိုက်ခိုက်လိုက်ပါတယ်ဆက်ခရီကတခြားဂရိန်းတစ်စီးပေါ်တက်ပြီးသူတို့အဖိုးတွေတုန်းကလိုပဲတယောက်နဲ့တယောက်ဂရိန်းတွေနဲ့အပြင်းထန်တိုက်ခိုက်ကြပါတော့တယ်နောက်ဆုံးကပတိန်ရဲ့ဂရိန်းကြီးဟာလဲကျသွားခဲ့ပြီးနှစ်ယောက်သားမြေပြင်မှာဆက်တိုက်ခိုက်ကြပါတယ်လဲကျသွားတဲ့ကပတိန်ဟာဆက်ခရီကိုအရက်ပလင်းတွေနဲ့ဆက်တိုက်ပစ်နေတဲ့အခါတနေရာကိုပြုတ်ကျသွားပြီးစာလိပ်3ရွက်ကိုမီရှုပစ်မယ်လို့ချိန်ချောက်ပါတယ်အဲ့ဒီအချိန်ဆက်ခရီရဲ့လက်ထဲကစာရွက်ကိုကျိုးလွဲခိုလာကတင်တင်ကဖျက်ယူလိုက်ပြီးကပတိန်ကလည်းရေထဲတွန်းချလိုက်တာကြောင့်ဆက်ခရီကိုအင်တာပိုကဆယ်ပြီးဖမ်းဆီးလိုက်ပါတယ်စာရွက်မှာပါတဲ့လက်တီကျူလောင်တီကျူတွေတိုင်းလိုက်သွားတော့မာလင်စပိုက်အိမ်တော်ကြီးဖြစ်နေပါတယ်သူတို့ရောက်တော့အိမ်တော်ထိန်းတဲ့စတာကဟတ်တော်မျိုးဆက်တယောက်ဒီအိမ်ကြီးကိုပြန်လဲပိုင်ဆိုင်လာမဲ့ရက်ကိုသူစောင့်နေတာလို့ပြောလိုက်ပါတယ်မြေအောက်ခန်းကိုရောက်တော့စနိုဝီပျောက်သွားလို့ရှာရင်နေရန်နောက်မှာအခန်းတစ်ခုရှိမှန်းသိလိုက်ရပါတယ်စာရွက်ထဲမှာပါတဲ့လင်းယုံကိုကိုစားပြုရုပ်ထုကိုတွေးလိုက်ရပြီးလမ်းစာပြောက်နေချိန်ကပတိန်ကကဘာလုံးပေါ်ကကျွန်းတစ်ခုနာသူခဏနာရောက်ဖူးပေမဲ့တကယ်မရှိပါဘူးလို့ထပ်ပြောပါတယ်အဲ့ဒါကြောင့်တင်တင်ကဟတ်တော်မျိုးဆက်ကပင်လေအကြောင်းတော်ကြည်နေတဲ့သူတွေပဲဒီလိုဝက်ချက်ကိုသိနိုင်မှာပဲဒီကဘာလုံးကလည်းတော့ချက်ဖြစ်နိုင်လိမ့်မယ်လို့ပြောပါတယ်ကပတိန်ကကျွန်းပုံစံလေးကိုနှိပ်လိုက်တဲ့အခါကဘာလုံးရဲ့အခွန်ပွင့်လာပြီးအထဲမှာတော့ဆာဖရန်စစ်ရဲ့ဥထုပ်နဲ့ရွှေတွေကြောက်မြက်ရတနာတွေကိုတွေးလိုက်ရပါတော့တယ်ကပတိန်ကဥထုပ်ထဲကရတနာတွေကိုခွက်တစ်ခုထဲထည့်လိုက်ရင်းဥထုပ်ကိုဟန်ပါပါဆောင်းလိုက်ပါတယ်ကဘာလုံးထဲမှာကြံနေသေးတဲ့စာလိပ်လေးကိုတင်တင်ကတွေးလို့တင်ထားပြီးစကားပြောနေတဲ့ကပတိန်ကိုနောက်ထပ်သေးလွန်စာနောက်တစ်ခုရှိနေသေးကြောင်းထုတ်ပြလိုက်ပါတယ်ဒါကတော့ရေအောက်ကျမ်းပြင်မှာရှိတဲ့ယူနီကွန်းကရတနာရီရဲ့မြေပုံဖြစ်တာကြောင့်ကပတိန်ကိုစွန့်စားခြင်းသေးလားလို့မေးလိုက်ပါတော့တယ်ဇလန်းလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်